အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်မယ်ဇလန်းလေးကတော့ဆင်းရဲသားလေးကျွန်တော်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မောင်ထက်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ကတော့မီသူဖြစ်ပါတယ်ကျွန်မကတော့ငွေကြေးကြွယ်ဝပြည်စုံမှုကိုကြိုက်တဲ့လူဖြစ်ပါတယ်ခုကျွန်မကောင်လေးနဲ့ချိန်ထားလို့သွားလိုက်ပါအောင်မယ်ရှင်5 minutes later ထက်ငါတို့ဒီလိုတွေ့ရတာဝမ်းသာပါတယ်ကိုလဲဝမ်းသာပါတယ်မေသူကိုကိုထာဝရပိုင်သိမ်းထားခြင်းပြီးကွာအပိုင်သိမ်းထားခြင်းနဲ့ဆိုတာထက်မှာဘာတွေရှိလဲဘာတွေလုပ်နိုင်လဲဆိုတာကပိုရေးကြည့်တယ်မဟုတ်ဘူးလားအချစ်ဆိုတာဘိုက်ဝရာမှာမဟုတ်တာကိုကလက်ရှိတော့ကုမ္ပဏီတစ်ခုမှာတာမန်ဝန်ထမ်းတဦးပါဒါပေမဲ့ကိုယ့်ရဲ့ပန်းတိုင်တွေအနာဂတ်အတွက်ရည်မှန်းချက်တွေအများကြီးရှိပါတယ်အနာဂတ်ပန်းတိုင်အဲ့ဓာတွေကအခုငါ့ကိုဗာပေးနိုင်မှာလဲထက်ငါကအခုချက်ချင်းလိုချင်တာကိုပတ်ဝန်းကျင်ကသူငယ်ချင်းတွေလိုပရိသတ်ဖစ်ကားကြီးမားတဲ့အိမ်နိုင်ငံခြားခရီးတွေထက်ကငါ့ကိုအဲ့ဓာတွေပေးနိုင်မှာလားကိုအဲ့ဓာတွေကိုအခုချက်ချင်းတော့မပေးနိုင်သေးဘူးမေသူဒါပေမဲ့ကိုယ့်ရဲ့စူးစမ်းမှုရိုးသားမှုနဲ့မေသူကိုပျော်ရွှင်အောင်ထားနိုင်မဲ့စိတ်ရင်းတော့ရှိပါတယ်စိတ်ရင်းနဲ့ချစ်ုံနဲ့ငါဘဝကတိုးတက်လာမှာမဟုတ်ဘူးထက်ငါကပိုက်ဆံများများရှာနိုင်မဲ့သူငွေကြေးကျန်းသာမှုကိုချက်ချင်းပေးနိုင်မဲ့သူကိုလိုချင်တာထက်နဲ့တော့ငါဘဝပုံစံချင်းမတူဘူးထင်နေသွားလိုက်ဦးမယ်မေသူဟာချက်ချင်းထွက်သွားသည်မောင်ထက်ဟာခဏတာငိုင်းသွားပြီးကော်ဖီခွက်ကိုငေးကြည့်နေသည်နောက်တစ်ရက်မှာမောင်ထက်ဟာမေသူကိုဖုံးဆက်ဖို့ဆုံးဖြတ်လိုက်သည်မေသူကိုမနေ့ကကိစ္စနဲ့ပတ်သက်ပြီးစကားနည်းနည်းပြောချင်လို့ပါပြောစရာရှိသေးလို့လဲထက်ငါပြောပြီးပြီလေငါလိုချင်တာတွေကိုထက်ကမပေးနိုင်ဘူးအချိန်ကုန်စေချင်ဘူးကိုသိပါတယ်ဒါပေမဲ့ကိုမေသူကိုအလိုကြီးပြီးအရနေသွားတဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြခြင်းနဲ့အဲ့ဒါလေးနားထောင်ပြီးမှဆုံးဖြတ်လို့မရဘူးလားဟင်းကောင်းပြီလေမြန်ပြောလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပေါ့လောဘကြီးတဲ့သူထေးတဦးဟာအဖိုးတန်ယတနာတွေအများကြီးပိုင်ဆိုင်ထားတဲ့မောင်ငတ်တကောင်ကိုဖမ်းမိတဲ့အဲ့ဒီငက်ကနေ့တိုင်းရွှေစင်းရှိတဲ့အမွှေးတောင်တစ်ခုပေးတယ်သူထေးကစိတ်မရှိတော့ဘူးနေ့တိုင်းတစ်ခုစီရတာကိုမကြိုက်ဘူးပြီးတော့ဒီနေ့တော့သူထေးငါဒီလိုဒီနေ့တစ်ခုနဲ့အချိန်မဖြုံးချင်ဘူးဒီငက်ကိုတခါတည်းတက်ပြီးခနာကိုတဲ့ယတနာမွှေးတောင်အားလုံးကိုယူပစ်မယ်လို့ဆုံးဖြတ်လိုက်တယ်သူ့ရည်ရွယ်ချက်ကတော့တခါတည်းနဲ့အများကြီးပိုင်ဆိုင်ဖို့ပဲသူထေးကငက်ကိုတက်လိုက်တဲ့အခါငှက်ရဲ့ခနာကိုယ်ထဲမှာယတနာမွှေးတောင်တစ်ခုမှမရှိတော့ဘူးနေ့တိုင်းရနေတဲ့အဖိုးတန်အမွှေးတောင်တစ်ခုတည်းကိုတောင်မရတော့ဘူးသူလိုချင်တဲ့အရာအလုံးကိုတခါတည်းလိုချင်တဲ့လောဘကြောင့်သူ့လက်ထဲကရှိပြီးသားယတနာတစ်ခုကိုပါဆုံးရှုံးသွားရတာပေါ့အလိုကြီးတော့အရာနည်းဤဆိုတဲ့စကားပုံလေးပေါ့မေသူကိုတို့ရဲ့ဘဝဆိုတာအဲ့ဒီမောင်ငတ်လိုပါပဲစိတ်ရှိလက်ရှိနဲ့ဖြည်းဖြည်းချင်းတိဆောက်သွားမယ်ဆိုရင်နေ့တိုင်းတမိုးရှိတဲ့အရာတွေရလာနိုင်ပါတယ်ဒါပေမဲ့တခါတည်းအများကြီးလိုချင်တဲ့စိတ်နဲ့အားလုံးကိုစုပ်ကင်ဖို့ကြိုးစားရင်လက်ထဲကရှိပြီးသားချစ်ချင်းမေတ္တာလိုမျိုးရိုးသားတဲ့ဆက်ဆံရေးလိုမျိုးတမိုးရှိတဲ့အရာတွေဆုံးရှုံးသွားနိုင်တယ်ဆိုတာသတိထားစေချင်လို့ပါထိုက်ငါနားလဲပါပြီငါရဲ့အတွေးတွေမာယွင်းခဲ့တယ်ဆိုတာကိုငါရဲ့လောဘကိုပဲအာယုံစိုက်နေခဲ့တာပဲကိုမေသူကိုစောင့်နေမှာပါငွေကြေးထက်ပိုတန်မိုးရှိတဲ့ဘဝတစ်ခုကိုကိုတို့အတူတူတည်ဆောက်နိုင်တယ်လို့ယုံကြည်ပါတယ်မောင်ထက်ဟာဖုံးချလိုက်ပြီးပြတ်တင်းပေါက်ကိုကြည့်ကပြုံးလိုက်သည်မေသူဟာဖုံးကိုကင်ထားရင်စဉ်းစားကန်းဝင်နေတဲ့ပုံစံနဲ့မှန်တဲ့ကသူ့ပုံရိပ်ကိုငေးကြည့်နေသည်